ဟုတ်ကဲ့ဗျာနော်ဒီတစ်ခေါက်မှလို့ရှိရင်ပေါ့ကျွန်တော်ဒီမှာထွက်တဲ့ပြဿနာဗျဒီမီဂိုဖြူကကျွန်တော်ဒီဘယ်အချိန်မှာထွက်လဲဆိုတော့ပေါ့နော်ကျွန်တော်တွန်းလို့စနိုးလေးနှိုးထားတဲ့အခါမှာလဲကျွန်တော်ဒီအင်ဂျင်ကမီဂိုဖြူလည်းမထုတ်ပေါ့နော်လေဘာဆွဲတယ်တဝက်လောက်ထိကိုကျွန်တော်ဒီမီဂိုဖြူမထုတ်ဘူးဗျာနော်လေဘာကိုကုံအောင်ဆွဲလိုက်ပြီဆိုတာနဲ့ကုံငန်ကြီးလေးကြာကန်မှာပေါ့နော်ကျွန်တော်ဒီမီဂိုဖြူလေးတွေဖြောက်တော့လေးနဲ့ထွက်လာတယ်ပေါ့နော်ဆက်တန်လည်းမမှန်တော့ဘူးဗျာနော်ကိုယ့်ရဲ့ဆက်မှာအင်ဂျင်မကန်ရသေးဘဲနဲ့မီဂိုဖြူထွက်လို့ဖြုတ်စစ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကကိုယ့်ရဲ့ဆက်မှာမီဂိုဖြူတွေထွက်လာပြီဆိုရင်ကိုကဘလို့စစ်ပေးတဲ့လဲကျွန်တော်တို့ဒီဘက်မှာတက်ထားတဲ့တာဘိုကိုကျွန်တော်အကက်လိုက်အခုတွေ့မြင်ရတဲ့ပုံစံမျိုးလေးကျွန်တော်တာဘိုချုပ်ပေးလိုက်ရမှာဗျာနော်တာဘိုချုပ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်နားမှာဆိုလို့ရှိရင်ကျွန်တော်တာဘိုရဲ့မူလေးရှိတယ်ပေါ့နော်ဒီကောင်မှာဆိုကျွန်တော်ဒီစနစ်နဲ့အတိုလေးကိုခဏအစားထိုးပြီးတက်ထားပေးရမယ်နောက်ဆိုဆက်နိုးအင်ဂျင်ပန်းထွက်မှာပေါ့နော်ဒီမှာတက်တဲ့အဖုံးလေးတွေကျွန်တော်အစို့လေးတစ်ခုထားရမယ်ပေါ့နော်အဲ့လိုထားပြီးကျွန်တော်အခုလက်ရှိတွေ့မြင်နေရတဲ့အတိုင်းကိုကျွန်တော်တာဘိုချုပ်ပြီးကျွန်တော်တို့ဆက်ကိုဆန်းရမယ်ဘာလို့လဲဆိုတော့မီဂိုထွက်တဲ့ပြဿနာတော်တော်များများကျွန်တော်ဒီတာဘိုကြောင့်ထွက်တာရှိတယ်ပေါ့နော်အင်ဂျင်ကြောင့်ထွက်တာရှိတယ်နှစ်ကန့်ပေါ့ဆိုတော့ကျွန်တော်တို့ကတာဘိုကနေပြီးတော့အင်ဂျင်ဝိုင်ကြော်ပြီးမီဂိုထွက်နေတာလားအင်ဂျင်ရဲ့မူရင်းကိုလည်းမီဂိုထွက်နေတာလားဆိုကျွန်တော်ကွက်ပြသိဖို့အတွက်ကဒီမှာချိတ်ဆက်ထားတဲ့ကျွန်တော်တို့ကဒီတာဘိုကိုဖြုတ်ပေးရမယ်တချို့တွေကြတော့ကျွန်တော်တို့ဒီတာဘိုကိုဒီလိုမဖြုတ်ဘဲနဲ့ဘယ်လိုဆန်းလဲဆိုတော့ကျွန်တော်ဒီနားမှာတာဘိုနဲ့အင်လက်နဲ့တွဲထားတဲ့ပိုက်ရာဘာပိုက်အတိုလေးရှိတယ်ပေါ့နော်အဲရာဘာပိုက်အတိုလေးကိုပဲဖြုတ်ပြီးတော့တာဘိုဒီနားမှာမဖြုတ်ဘဲနဲ့ရာဘာပိုက်အတိုလေးကိုပဲဖြုတ်ပြီးတော့ကျွန်တော်ဒီမီဂိုထွက်လာမထွက်လာကိုဆန်းကြတယ်ပေါ့နော်ဆိုကျွန်တော်ကတာဘိုလမ်းကြောင်းကိုသူကဖြတ်တောက်လိုက်တာပေါ့ဒီနားမှာရှိတဲ့ရာဘာပိုက်အတိုလေးကိုဖြုတ်ပြီးတော့တာဘိုလမ်းကြောင်းကိုဖြတ်တောက်လိုက်ပြီးတော့သူကအင်းလက်ကဒါလိုက်ဆုပ်ပြီးတော့ဒါမီဂိုထွက်စီအောင်ထွက်ဆန်းတာဒါပေမဲ့တကယ်ကြတော့ဗောနော်ဒီအေဇောတွေကနေပြီးတော့မီဂိုဖြူတကယ်ထွက်မထွက်ကြတော့ကျွန်တော်ဒီတာဘိုလုံးရှင်းဖြုတ်လိုက်တာပို့ပြီးအဆင်ပြေတယ်ဗျာနော်အဲကြောင့်ကျွန်တော်ကတော့ဒီတာဘိုအကုန်လုံးလုံးရှင်းဖြုတ်စေချင်တယ်ဗျာနော်လုံးရှင်းဖြုတ်ပြီးတော့ခုနကလည်းကျွန်တော်တို့ကဆက်ကိုနှိုးထားရမယ်ကိုယ့်ရဲ့ဆက်ကစနိုးလေးမှာမီဂိုဖြူထွက်တာလားလေဘာလေးတစ်ဝက်လောက်ဆွဲမှထွက်တာလားဒါမှမဟုတ်လို့ရှိရင်အခုမြင်တွေ့နေရတဲ့စက်ပုံစံမျိုးကျွန်တော်ဒီလေဘာကုံငနီးကြမှာထွက်တာလားအဲ့မှာခွဲပြကြားနာတော့ပါเนาะတကယ်လို့ကိုယ့်ရဲ့ဆက်ကစနိုးအနေထားလေးမှာထွက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘားတွေစစ်ပေးရမယ်ကျွန်တော်ဒီ nozzle plancher တွေစစ်ပေးရမှာဗျာเนาะ plancher တွေကလည်းကျွန်တော်လုံးဝအစ်စ်ထည့်ထားတယ်ဒါပေမဲ့ဘားတွေကလည်းလှုပ်ထားတယ်ဒါပေမဲ့မီးကိုကလည်းစနိုးမှာလုံးဝအပြောက်တယ်ဗျာเนาะလေဘာတဝက်လောက်ထိကိုကောင်းတယ်မကုန်းတကုံလေးပေါ့เนาะလေဘာကုံငနီးလေးကြာတယ်နော်ဒီ2500အကျော်လေးကြာမှာပေါ့လေဘာရဲ့တကယ်အကောင်ကကျွန်တော် RPM 2900လောက်ကိုဆွဲပြရတာလေအခုဆို2500လောက်ရောက်ပြီဆိုရင်ကျွန်တော်မီးကိုဖြူလေးထွက်တယ်ဒါဆိုတော့ကျွန်တော်တို့ဘယ်လိုပြဿနာမျိုးဖြစ်ရမလဲဆိုတော့ဒီကောင်မျိုးမှာဆိုရင်တော့တကယ်ကျွန်တော်တို့ပြန်ပြီးစစ်ပေးတင်တာကြောင့်ဘားတွေစစ်ပေးရမယ် nozzle plancher စစ်ပေးရမယ်အကယ်၍ကိုပေါ့နော်ကိုယ့်ရဲ့ဆက်မှာဒီဘားတွေလည်းစစ်ထားတာကောင်းတယ် nozzle plancher တွေလည်းကောင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအလွယ်ကူဆုံးပေါ့နော်လွယ်လင်းတကူလေးအရင်ဦးဆုံးလုပ်လို့ရမယ့်နီးလန်းလေးရကျွန်တော်ဒီပလန်ချာရှိများလို့တစ်ချက်စစ်ပေးရမယ်ဗျ။ဒါလို့လဲဆိုတော့ကျွန်တော်တို့73ဒီနားလေးဖုန်းတကူပေါင်းတာအမတ်တမတကူဝင်တော့ဆိုတော့ကျွန်တော်တို့သုံးဆွဲနေတဲ့ဒီဆက်တွေကလာကြတဲ့အခါမှာကျွန်တော်တို့ကဒီပလန်ချာကင်းဘူးတွေရပေါ့နော်တလုံးစားနေရမျိုးလေးတွေအဲ့ဒါမျိုးလေးဖြစ်တတ်တယ်ဗျဘာလို့ဆိုတော့2014-15 model တွေ16 model တွေကြတော့လေသုံးဆွဲတဲ့ကြားတဲ့ခါမှာကျွန်တော်ဒီပလန်ချာကင်းဘူးလေးစားတာမျိုးတွေဖြစ်တတ်တယ်ဘာလို့တော့ဒီမှာဆိုရင် nozzle လည်းအစ်စ်လဲထားတယ်ပလန်ချာလည်းအစ်စ်လဲထားတယ်ဗျဘာဖြစ်လေဘာအကုန်ဆဲမှာမီးကိုထွက်တာလေပေါ့နော်ဒါတွေကြည့်ချင်းအဖြစ်ကဘာတိုင်မီလည်းမှန်တယ်အကုန်မှန်းတာနဲ့မီးကိုထွက်တာဆိုတော့ကျွန်တော်တို့ကလွန်လင်းတကူခုနကကျွန်တော်နှိုးပြတဲ့အတိုင်းမှာလူကြီးမင်းတွေတွေ့မြင်သွားပြီပေါ့နော်အဲကြောင့်ကျွန်တော်ဒီမှာပလန်ချာရှိမှလည်းတစ်ချက် short ကြည့်နေဗျဒီဘက်တစ်ချက်ဒီမှာဆိုပေါ့နော်ကျွန်တော်တို့မှာခုနတက်ထားတဲ့ပလန်ချာလေးပဲဆွတ်ထုတ်လိုက်ရိုက်ဟုတ်ပြီဒီဆက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီပလန်ချာရှိန်းများပေါ့နော်မူရင်းမှာကျွန်တော်ဒီနှစ်ပြားပါတယ်ဗျာနော်နှစ်ပြားပါတော့ကျွန်တော်တို့ဒီတပြား short ကြည့်မှာဗျာနော်ကျွန်တော်ပြောနေနီးချင်းတိုင်းလေဘာကိုဆွဲလိုက်လို့ကုံငနီးကမှထပ်ပြီဆိုရင်ကိုယ့်ရဲ့ဆက်မှာဒီဘားတွေလည်းစစ်ပြီး nozzle plancher လည်းကောင်းတဲ့သားနဲ့မှအဲ့လိုထွက်သေးရဆိုရင်အလွယ်ကူဆုံးပေါ့နော်ကျွန်တော်ဒီချိန်များတပြားလေးကို short ပြီးကျွန်တော်တစ်ချက်ဆန်းကြည့်မယ်ဗျာနော်အဲကြောင့်ကျွန်တော်ဒီနှစ်ပြားရှိတော့တပြားထုတ်လိုက်မယ်ဗျတပြားထုတ်ပြီးဒီတပြားကိုဖယ်ထားလိုက်မယ်ဗျာနော်ဖယ်ထားလိုက်ပြီးကျွန်တော် plancher အောင်ပြန်တက်မယ်ဒီခေါင်းနှကောင်ရင်တက်
ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ပလန်ချာအုံလေးပြန်တက်ပြီးတော့စီပိုက်တွေတက်ပြီးပါစီပိုက်တက်ပြီးလို့ရှိရင်ကျွန်တော်ဒီမီကိုဒီလေးပါအကုန်ဆွဲလိုက်လို့ရှိရင်ပေါ့နော်မီကိုဖြူလေးတွေထွက်သေးလားမထွက်သေးလားတစ်ချက်ပြန်စမ်းကြည့်အောင်ပါဗျဟုတ်ပြန်နော်အခုဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ဒီပလန်ချာမှာပါတဲ့ရှိန်းများလေးတစ်ပြားပေါ့နော်ခဏထုတ်ပြီးတော့ကျွန်တော်စမ်းသပ်ပြလိုက်တဲ့အခါမှာကျွန်တော်ဒီလေးပါအကုန်ဆွဲလိုက်လို့ရှိရင်လေကျွန်တော်ခုနကဒီလေးပါကုံကနီးမှာထွက်လိုက်တဲ့ဒီမီကိုဖြူကလုံးဝပျောက်သွားပြီပြန်နော်အဲကြောင့်ဒီ73ဆွဲလူတွေပေါ့နော်အကယ်၍ကိုယ့်အဆက်မှာဒီဘားကလည်းကောင်းတယ်နော်ဆယ်ပလန်ချာလည်းကောင်းတဲ့သားနဲ့ဒီလေးပါကုံကနီးလောက်ကြမှာမီကိုဖြူထွက်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုဆိုကျွန်တော်ဒီပလန်ချာမှာရှိတဲ့ရှိန်းများလေးတစ်ချက်ရှော့ပြီးတော့စမ်းသပ်လို့ရတယ်ပြန်နော်ဒီမှာဆိုလို့ရှိရင်ဒီပလန်ချာရှိန်းများတစ်ပြားရှော့လိုက်လို့ကောင်းသွားတာကတည်းကပလန်ချာကျနေလို့လည်းမဟုတ်ပြန်နော်ဒီနားမှာဆိုကျွန်တော်တက်ပိုင်ရှင်တွေလည်းရှိတယ်ဗျကျွန်တော်ပလန်ချာရောနော်ဆယ်အကုန်လုံးအစ်စ်လဲထားတာဗျနော်ဘာဖြစ်လို့ရှိန်းများတစ်ပြားရှော့မှဒီမီကိုကပျောက်သွားလဲဆိုကျွန်တော်ခုနကဒီလေးပါအကုန်ဆွဲလိုက်တဲ့အခါမှာပေါ့နော်မီကိုက၄ပေါက်စလုံးကညီလူများစုထွက်တာမဟုတ်ပြန်နော်တစ်ပေါက်နှစ်ပေါက်လောက်ပဲထွက်ပြီးတော့ဆက်သက်မှန်မှန်တာဆိုတော့လေကျွန်တော်တို့ကဒီပလန်ချာမှာပါတဲ့ဒီပလန်ချာကင်းရှက်ဘူးလေးတွေကပေါ့နော်သူက၄ဘူးဆိုတော့သူကသူ့ရဲ့ပေါ့နော်လေးဘူးကလေးဘူးလုံးကမညီတော့ဘဲနဲ့နေတဲ့နေရာအနေငယ်နေပြီးမြင်းတဲ့နေရာအနေငယ်မြင့်နေတော့ဒီတကယ် high speed အပြင်းလေးပါလဲဆွဲလိုက်တဲ့အခါမျိုးလဲကြောက်ရောသူကဒီနေနေတဲ့ကောင်တွေကြတော့ဒီပလန်ချာစီဖို့ကမနိုင်တော့ကျွန်တော်ဒီမီကိုဖြူလိုက်တာပေါ့နော်သူကဝင်ဖို့အတိုင်းအတာနဲ့လေးပါတစ်ဝက်လောက်ထိကသူ့ရဲ့ဒီပလန်ချာပေးလိုက်တဲ့အားကိုနော်ဆယ်ကအဆင်ပြေတယ်တကယ်ဒီကင်းဘူးကအရန်နေနေတော့တကယ် high speed အပြင်းနဲ့သုံးလိုက်လေကောကင်းမှုနေနေတဲ့ကောအနေငယ်လေးနေကြံခဲ့တော့ကျွန်တော်ဒီမှာမီကိုအဖြူလေးတွေပေါ့နော်သူကပလန်ချာပို့လိုက်တဲ့စီကိုနော်ဆယ်ကလုံးလုံးမရသည့်အတွက်ဒီဖြတ်တော့ဖြစ်ပြီးတော့မီကိုဖြူထွက်တာပေါ့နော်ဆက်တန်လည်းအဲ့လိုဖြတ်တော့ဖြစ်သွားတယ်ပဲဒီပါကုံငနီးကြရင်လေမီကိုဖြူဆောက်ထွက်ပြီးဆိုတာနဲ့ဆက်တန်တက်လိုက်ကြလိုက်လေးနဲ့ဖြတ်တော့ဖြစ်ပြီးတော့နှလုံးသုံးလောက်ကမီကိုဖြူထွက်သွားတာပေါ့နော်အဲကြောင့်အခုဒီမှာရှိန်းများချပြီးတော့တပြားချပြီးတော့ကျွန်တော်ဒီတပြားနဲ့သုံးပြလိုက်တော့မီကိုပျောက်သွားတယ်ဆိုတာကဒါပလန်ချာကင်းဘူးစားတယ်ဆိုတဲ့လက္ခဏာတစ်ခုပြန်နော်အဲကြောင့်တော်တော်များများဆက်တွေနည်းနည်းလေး2014-15 model 16 model ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီပလန်ချာလဲလဲတယ်ဘောနော်နော်ဆယ်လဲတယ်ဘားတွေလဲလှုပ်ထားတဲ့ဒါနဲ့ကျွန်တော်တို့အဆက်မှာမီကိုဖြူထွက်ပြီဆိုတော့ကျွန်တော်အခုပြောပြတဲ့ဒီပလန်ချာရှိမှတပြားရှော့ပြီးတော့ချင်းချင်းအဖြစ်မီကိုဖြူပြဿနာကိုအလွယ်တကူဟိုပါပေါ့နော်ပျောက်သွားစင်မှာဖြစ်တယ်ဗျာနော်ဟုတ်ကဲ့တခြားချွေဝေးလိုက်ပြီးတိတ်လှုပ်เสียရတော့မလို့ဗျာနော်အကယ်၍ကိုယ့်ရဲ့ဆက်မှာကပေါ့နော်ကျွန်တော်အခုပြောပြသလိုပေါ့နော်ဒီပလန်ချာရှိမှတပြားလဲရှော့တယ်နော်ဆယ်ပလန်ချာလဲလဲဘားတွေလဲစစ်ရတာနဲ့ထပ်ပြီးတော့ကျွန်တော်တို့ဆက်မှာဒီမီကိုဖြူကပထမအတိုင်းလိုပဲကျွန်တော်ပြောတဲ့အတိုင်းရှင်းပြတပြားရှော့ရတဲ့နဲ့မှဒီမီကိုဖြူမပြောက်သေးဘူးဆိုရင်ကျွန်တော်တို့တခြားဘာနီးလန်းနဲ့ထပ်ပြီးတော့စမ်းသပ်လို့ရသေးလဲဆိုတော့ကျွန်တော်တို့ရဲ့ timing ကိုကျွန်တော်ပြန်ဆက်ရမယ် timing ပြန်ဆက်ကြတဲ့အခါမှာဥပမာဒီကပေါ့နော်ပင်နေရာမှာရှိတဲ့ timing နဲ့အကုန်လုံးကိုလည်းစစ်ပြီးသားနော်ဆယ်တွေလည်းစစ်ပြီးသားဘားတွေလည်းစစ်ပြီးသားဆိုရင်ကျွန်တော်ဘယ်လို timing နဲ့သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပလန်ချာအုံမှာရှိတယ်ပေါ့နော်ဒီနော်ဆယ်စီဘိုက်ကလေးတွေဗျဒီနော်ဆယ်စီဘိုက်၄ဘိုက်လေးကျွန်တော်တို့ဖြုတ်လိုက်မယ်ဗျနော်ဖြုတ်လိုက်ပြီးတော့ကျွန်တော်တို့ကဒီဆက်မှာအင်ဂျင်ပေါ့နော်စပိုင်းဆက်မှာတက်ရက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနားမှာဆက်တက်ဘူးထိုးထားတယ်ပေါ့နော်ဆက်တက်ဘူးထိုးကျွန်တော်တော့တစ်ချက်ဖွင့်ထားရမယ်တော့ဖွင့်ထားမှာပလန်ချာအလုပ်လုပ်မှာကျွန်တော်ကကိုယ်တိုင်းကိုလှည့်မယ်ပေါ့နော်ဘားချိန်တဲ့ပုံစံမျိုးကိုလှည့်မယ်ကျွန်တော်ခုနကဘားတွေပါချိန်နေဆိုကျွန်တော်1342နဲ့ချိန်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်လှည့်မယ်ပေါ့နော်1ကိုစားချိန်မယ်ဆိုလို့ရှိရင်1ကိုချိန်ဖို့အတွက်ကျွန်တော်ဒီပလန်ချာကနေပြီးစီထွက်လာမယ်ဗျာနော်စီစအထွက်ချင်းကိုကျွန်တော်ဘားကိုတစ်ချက်ပြန်ချိန်ပြီးမယ်ပေါ့နော်ခုနကလို့ဒီ timing အောက်နေတဲ့လူတွေပေါ့ပလန်ချာစီထွက်နေဘားကိုတစ်ချက်ချိန်ပြီးမယ်ချိန်ပြီးပြီးတော့ကျွန်တော်သုံးကြည့်မယ်သုံးကြည့်လို့မှဒီမီကိုပြီးထွက်သေးတယ်ဆိုနောက်တစ်ချက်ဘယ်လိုလုပ်လို့ရသေးလဲပလန်ချာစီအထွက်မဟုတ်တော့ဘဲနဲ့ပလန်ချာစီကပန်းပြီးမှဘားကိုလိုက်ပိတ်ပေါ့နော်အဲ့လို timing မျိုးနဲ့လည်းကျွန်တော်တို့ဒီမီကိုပြီးထွက်တဲ့ပြဿနာကိုကျွန်တော်တို့ဒီဟိုဆန်းသက်ကြည့်လို့ရတယ်ဗျာနော်ဟုတ်ကဲ့အဲကြောင့်ဒီမီကိုပြီးထွက်ပြီဆိုရင်ကျွန်တော်အခုပြောတဲ့နီလန်းလေးနဲ့တကယ်လိုက်လို့ကြည့်ပါဗျာနော်တကယ်လက်တွေ့အဆင်ပြေမှာဖြစ်တယ်ဗျာနော်